နေဆိုင်ချန်မရောက်လာခဲ့တော့ပေါ့နော်နှစ်လလောက်ရှိတယ်ပေါ့နော်အခုမှရောပြန်ရောက်တယ်ဆိုတော့ခြံတဲ့အခြေအနေလေးကိုလိုက်ကြည့်ရအောင်နော်လိုက်ခဲ့အောင် let's go ဒီမှာတင်မော်တီတရားအဖေပြောတာလေးမှဲ့တဲ့ဟာလေးရှိတယ်တဲ့တွေ့တယ်မတွေ့မိအကြီးပဲနော်အကြီးပဲဒီနေ့ကတော့ထိုင်းတင်မော်တီထောင်စားမယ်ส้มตำนะคะตำไทยค่ะตะลงสวยใหญ่เลยนั่นลงล่ะนั่นลงคุณอะไรมาเลยจีไปเนาะยากไปนั่นลงแต่เราตัวยินดีอเป็นสวยเลยที่มาจีไปเศร้ายาวมาเลยต้องเน้นลิ้นเนาะต้องเน้นลิ้นให้เรามาซาโลยามาโอเคเตมอตีทำไหมเตมอตีอะเลยแม่เนี่ยวิจิบังเช็ดตัวเองโชว์ในวิเทนเลยအဖေပြောတာပဲတင်မော်တီကမှဲ့တဲ့ဟာရှိတယ်တဲ့ဒါပဲကောင်းလိုက်တာဒီနေ့ထောင်းမဲတင်မော်တီလေးကကြတော့တမ်ထိုင်ဖြစ်ပါတယ်ထိုင်းထောင်းလေးပေါ့နော်အဆက်ဘယ်လောက်စားကြမလဲမမကတော့အဆက်မစားနိုင်ဘူးနော်ဒီမှာကြည့်ကြက်သွန်ဖြူရယ်ပြီးတော့မှအဆက်ရယ်ပေါ့နော်ဒါလေးကိုထောင်းမယ်မုံပြင်းနေလာလို့ရှိရင်ဒါလေးထောင်းကျွေးမယ်နော်မွေးနေကွယ်စားချင်နေပြီမြေပဲပါတော့တိတ်မကြိုက်ဘူးပဲပုံမှန်ဆိုမြေပဲဆိုင်မှာစားဟုတ်တယ်ဆိုင်မှာစားလို့ရှိရင်မြေပဲမထည့်မြေပဲထောင်းမယ်ဘဲတောက်ထဲမှာဖြစ်ပါတယ်คันเนี้ยตำปยาตีงามยายีแท้ไหมเนาะจ้ารองับเพรุอัตาลงเนาะบ่เนาะจ้าจะรอใจมาเทปะมาใจเนาะเทมาเทลุเลยยาบะเลยแซ่นว่าจะรออัตาลงในซาจินลุปะโอ้ยจริงเปล่ากลางเลยจ้ะและไอ้เรือปีเปล่าเนาะตะคุกลางเลยจ้ะโอ้ต่อกลางเลยตัวอะไรติมอตี้อะจ้ารอตัวนั้นเนี่ยแม่เลยค่ะจ้ารอเลยตัวไอ้ยาวพลาวอะไรกูจริงเปล่าบีเนาะซาโลยาบีเนาะชิโตเย่เก๋ยุ่งเศร้ามีจี้ยาบาร์ดิกูรันตกทาร์สระซาจะเปล่าเส้นเนี่ยมุกจีแพร่ป่ามุกจีแพร่เหรอเต็มตีอ่ะเต็มตีเนี่ยตีมุกจีแพร่เนี่ยบอกเนาะตาลิ้นเนี่ยดูสร้างแบบป่าเลยยังซาโลกาเนี่ยแกถือเอเตเลยเนาะถือเอเตเลยลาพี่ดอกไหนมันเลยกางมาจ้ะยาตาทิ้งเนี่ยแกซาอายาปายาซาพี่ตัวลูชิยันเนาะซาท่าได้อันนี้เจหรือซาท่าได้สีหรือเปล่าเนาะตีซาท่าได้ตีติมอตีเดี๋ยวกำลังปอนเนาะไม่ได้ปานจาลูชิยันเนาะဝန်တော်ရအောင်ဦးလန်းเจ้าလေးကိုရှင်းပေးအောင်ပေါ့နော်ဒီမီကိုထဲကပန်းတီစိမ့်လေးကိုတစ်ခွက်တောက်ဖို့မေးပါနဲ့ကြားလားဟုတ်ကဲ့ဒါလေးပြီးရင်တော့ဒါလေးတောက်မယ်နော်သူကကြောက်လေ
တကယ်ပန်းတီဆိုင်စစ်လေးနဲ့တဘာဝပန်းတီဆိုင်စစ်လေးနဲ့ပေါ့နော်ပြုလုပ်ထားတော့ကြောက်မို့ပေါ့နော်ဒီမီကိုထဲကပန်းတီဆိုင်လေးကိုရွေးချယ်ပြီးတော့မှတောက်ပါသူကကြတော့ညနေပိုင်းညပိုင်းတောက်ပေးရပါတယ်ကဲစားလို့ပြီးသွားပြီဆိုရင်တော့ပန်းတီဆိုင်တစ်ထောက်တောက်ရမှာဖြစ်ပါတယ်ဒီပန်းတီဆိုင်ကကြတော့စားထားတဲ့အစီတွေအစာတွေပေါ့နော်သူကတော့ဝုံပုံမှန်သွားစေတယ်နောက်တော့အစီတွေအညစ်အကြေးတွေအကုန်လုံးသူကတော့ရှင်းပေးတယ်ပေါ့နော်အဲ့တော့ကြောက်မို့တို့တွေကဘိုက်တက်မှာအစီအခောက်တွေမဖြစ်တော့ဘူးဝိတ်ချတဲ့နေရာမှာဆိုရင်လည်းဒါတွေကိုတောက်ရမှာနော်တောင်းလိုက်တာမွေးနေသူရဲ့အနက်ကသူကကြတော့ပဲနေရာမဆိုပေါ့နော်အကုန်လုံးမှန်လို့ရပါတယ်ဗီဒီယိုတဲ့အပေါ်မှာတက်သွဲထားတာရှိပါတယ်အဲ့ဒီပိတ်ထက်မှာဝေးရပြီးတော့မှန်လို့ရပါတယ်နော်ဟာကြည့်အိုးဒါလေးတောင်းလိုက်နော်ဟုတ်ပါကြီးတောက်ပြီးရင်ဘာဖြစ်လဲပြောအောင်လေဟောအရန်တောက်လို့ကောင်းတာဒီဟာလေအစာတွေအကုန်လုံးစားတနေကောင်တရက်လုံးစားထားတဲ့အစာတွေအစီတွေပေါ့နော်ညအရာဝင်တဲ့အချိန်မှာဆိုရင်တော့ဒီလိုမျိုးအထောက်သေးတစ်ထောက်တောက်လိုက်ပါအဲ့ဆိုမနေ့ပိုင်းဆိုရင်တော့ဝန်းသွားတယ်ဝန်းသွားပုံမှန်မဖြစ်တဲ့လူတွေတော့လည်းတောက်လို့ရပါတယ်လူကြီးလူငယ်မျိုးတောက်လို့ရပါတယ်ဒီမှာအထက်မှာအထောက်30ပါရယ်နော်တကြားလုံးဝမပါဘူးအရန်တောက်လို့ကောင်းတယ်ဒီဟာလေးပါအရန်ကောင်းလားအဲ့ဒါတို့လေအကောင်လုံးတောက်တယ်သူကတော့ပန်းတီအနက်ပဲပန်းတီစိတ်တဘာဝပန်းတီစိတ်စစ်လေးနဲ့လှုပ်ထားပါတော့ဒါလေးပါမိကိုထဲကထုတ်ထားတာပါဟဲ့ကောင်ဝိုင်းလားစိုက်ကောင်းလိုက်တာအဲ့လေဆန်းတော့အကောင်လုံးတောက်တယ်ဘယ်သူမှဆိုလူကြီးလူငယ်မျိုးဆန်းတော့အမတွေကစားထားတယ်အများကြီးစားထားပြီးွားလို့ရှိရင်တော့ဘိုက်တွေဝန်းလည်းမတော်ဘာလည်းမတော်ဘူးဆိုတော့ကျမရေးလည်းမကောင်းဘူးပေါ့နော်ဒီပန်းတီစိတ်တောက်ပြီးတော်လို့ရှိရင်တော့ကျမရေးလည်းကောင်းတယ်အစီလည်းချပေးတယ်ပေါ့နော်ဒါလေးပါအများနဲ့တောက်ပေးနော်โอเคကျေးဇူးပါကဲမိုးတော့6တော့မယ်ကွယ်တို့တွေကစားပြီးွားပါပြီဒါပဲကြံသေးတယ်စားဘိုင်ဘိုင်